မြန်မာတက်ကလေး1965ခုတကူလာပြီးကျော်6ရက်ခရစ်တက်ကလေး2003ခုနှစ်ဧပြီလ20ရက်အင်္ဂါနေ့မှာပန်းတော်မြို့နယ်စခတ်တော်ကြီးကဆရာကိုစံဦးသမမတ်တာဝင်ရဲ့ဒီကိုတော်မျိုးငလာမှာကျွန်တော်ဒီနေ့ပြည်တင်ပြည်တဲ့ကုထုံးကုကမျိုးပြောကြပါမယ်ဟုတ်အဲ့တော့လည်းပဲဒီများအနေနဲ့လည်းပဲအားလုံးတသွေးမတိတ်မှတ်သားပြီးတော့အဲ့တိုင်းရှင်းကြံအားထုတ်ကြပါမယ်ဒီကုထုံးအတင်းချော်ပြီးတော့လုံးမဟုတ်ဘူးဟုတ်တော့အဓိကပြောတဲ့အကြောင်းကတော့အရေးကြီးဆုံးဖြစ်တဲ့ပညာသက်ဆက်ကုထုံးနော်ပညာသက်ဆက်ကုထုံးဆိုတော့နီလန်သိမှသာလေကုထုံးကိုကုလို့ရမှာနီလန်ဘယ်လိုသိရမလဲဆိုလို့ရှိရင်ပညာသက်ဆက်အထာလို့ခေါ်တော့အဲ့အထာကိုသိရအောင်စမ်းတက်တဲ့နီးတဲ့မှာပါသွားပြီးသားဖြစ်သွားတယ်နော်ဘယ်လိုလဲဆိုလို့ရှိရင်ပြောရတဲ့ကိုစမ်းတက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ကျွန်တော်တို့ဒီနော်မေးရမယ်ဘာနေလားလဲဘာနေနည်းလဲအရင်ကသူအများထိုးထားလို့ရှိတာဆောင်းထားတဲ့အဆောင်ရုံနဲ့ရှိသလားအဲ့ဒါမေးရမယ်ရှိတတ်တယ်ဆိုလို့ရှိရင်အဲ့ဒါကိုခိတ္တခဏဖယ်ထားတယ်လို့ပြောရမယ်ဟုတ်ပြောရပြီးတော့မှသူစမ်းတက်မယ်စမ်းတဲ့အခါမှာခုနပညာတဲ့အဆက်အထာဘယ်ဆက်တွေ့ရလဲဆိုတော့သူတို့ရောက်လာတယ်ဆိုတဲ့ကူကသူတို့ကိုယ်နဲ့ပြောတဲ့စကားအရာကိုကပေါက်ဆက်ချပြီးတော့ပြောမယ်အပိုင်းလေးရှိတယ်အဲ့ဒါဘာလဲဆိုရင်ဒါကိုအမိဖော်ပြီးတော့လာလို့ဆိုတယ်ဘယ်လိုနည်းနဲ့အမိဖော်လာလဲဆိုရင်ကျဲကျွန်မဒီလိုကြားဟောလိုက်တယ်သို့မဟုတ်လက်ကတော့ပြောလိုက်တယ်ကျွန်မမှာဥစ္စာကောင်းလို့ရှိတယ်လို့ဆိုတယ်ဟုတ်သို့မဟုတ်ကျွန်တော်မှာအတောင့်ဆောက်ပြီးရှိတယ်လို့ပြောမယ်ကျွန်မမှာမယ်တော်တို့ဒီလိုဆောင်းတယ်လို့ပြောမယ်အဲ့ဒါမျိုးကိုအမိပေါ်ပြီးတော့အမိနာမတက်လာတယ်လို့ပြောရမယ်ဒါစမ်းစမ်းကွယ်အားဖြင့်ဒီမစမ်းတဲ့ခင်တို့ရဲ့background တွေရှိတော့ယောဂအချိန်ကိုလေ့လာခြင်းအပြင်သိရမယ်အပိုင်းတစ်ပိုင်းဖြစ်တယ်ဟုတ်အဲ့တော့ဒီပညာသက်သက်ကကုထုံးမှာကအထာလေးတွေဘယ်ကနေစရှိလဲဆိုရင်ကိုအမိခေါ်တာနဲ့စရှိတယ်ဟုတ်နောက်တစ်ခါတို့ဒီစမ်းတဲ့နည်းအရာကျဲကိုအလေးပေါ်စမ်းတဲ့အခါမှာလည်းသူကတွေ့ရတတ်တယ်ဟုတ်နောက်ကုသတဲ့အပိုင်းရောက်လို့ရှိရင်လည်းကုသတဲ့အပိုင်းနေလည်းတွေ့ရလိမ့်မယ်နောက်တစ်ခါတော့ရှင်းတော့တာပေါ့ဟုတ်နောက်ဘယ်မှာတော့တွေ့ရမယ်အပိုင်းကတုတ်ကိုမိဖော်လာတယ်ကျွန်တော်မှာအဲ့တော့ဥစ္စာတော့တိုက်ပြလို့ဆိုတယ်ဒီလိုလည်းကတော့ဘိုးတော်လို့ဆိုတယ်မယ်တော်လို့ဆိုတယ်စတဲ့ပိုင်းကိုပြောလာတတ်တယ်အဲ့အချက်ကိုမှန်တယ်ကိုကသူပြောတဲ့မြောက်ကိုဒီကလေးခေါင်းနဲ့ဝင်သားထားပြီးတော့ကိုလွတ်ရမယ့်လုပ်ငန်းကိုထန်ကိုင်းကြနာလုပ်ဖို့လိုအပ်တယ်အဲ့ဒါဘာလဲဆိုရင်ဒီစံကွက်ကိုယူမယ်အောက်ကံပကံများပါပြီးသားဖြစ်ရမယ်အဲ့တော့မှကိုကတန်ဆင်းစံကြယ်စွာနဲ့သမီးပဲစားတော့ဒီလက်ကိုဆက်တယ်သိမယ်ဆရာလို့တယ်ပြောတယ်ကြောဝယ်မလုပ်ဘူးနော်လက်သက်ကြီးနှစ်တမ်းမယ်အဲ့တော့မှဒီစံကွက်ကိုယူမယ်ကိုယ့်ရဲ့နေနံကိုအစွဲပြလို့ဥမာမအေးတနည်းလိုမျိုးရဲ့ဆိုရင်မူလဖြစ်တဲ့ဆိုရင်မူလပြန်ဆိုပုတ်ပြီးတော့နန်းခိုင်းလိုက်ပမာဆုံးအနေစမ်းတက်ခြင်းပဲအဲ့တော့စမ်းတက်နည်းအဖြစ်ဘယ်မျိုးရှိလဲဆိုရင်5မျိုးရှိတယ်ဘယ်မျိုးရှိလဲ5မျိုးရှိတယ်ပမာဆုံးအနေနဲ့ခုနပြောလို့ရေစနဲ့စမ်းမယ်အနံ့ပေးစမ်းမယ်အနံ့ပေးစမ်းတော့သူ့ရဲ့ပြပြချက်ရ definition အရဘုဒ္ဓနာနဲ့ဆိုပါလေဒီလိုနဲ့ဆိုမွေးတဲ့နာနဲ့ဆိုကအမွေးနာနဲ့ခွဲပြီးမရမယ်ကရမလာနဲ့တချူလာပန်းနာစသဖြင့်ပေါ့လေဒါမျိုးတော့သူ့ရဲ့အနတ်လက်ကိုခွဲပြီးယူရလိမ့်မယ်ဒါပထမဆုံးစတင်လို့ရည်စင်းနဲ့စမ်းသပ်ခြင်းအလုပ်နောက်တစ်ခါအဲ့စမ်းသပ်တဲ့အခါမှာတချို့လည်းပဲအနတ်နဲ့ပေါ်တာရှိတယ်မပေါ်တာရှိတယ်ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ကိုကစမ်းနေတန်ခွက်အရာ5မျိုးကိုပြောင်းစမ်းရမယ်အနတ်ပြီးစမ်းသပ်တာပြီးတော့ချင်းပဲချောင်းစင်းနေစတင်စမ်းသပ်တဲ့အခါမှာအထူးသဖြင့်အမျိုးသမီးကိုဘယ်မှမထိခိုင်းလေးဘူးဘယ်တော့ညာမှာဘယ်လိုတွေ့ရလဲဆိုတော့စတင်စမ်းသပ်တဲ့အခါမှာအမျိုးသမီးကိုဇလုံးဖြီးဆိုတော့ဖြီးတန်းနေလို့ရှိတယ်ချောင်းစင်းဆိုတော့ချောင်းကိုအပေါက်လှည့်ပြီးတော့ဆန်းခန်းနေလို့ရှိတယ်အဲ့တော့မလို့ပါဘူးဘယ်တော့ညာမှာတွေ့ရတတ်တယ်အဲ့တော့ကိုကလွယ်လွယ်နေလေရှေ့တဲ့ဦးချောင်းဆုံးကြရမယ်အဲ့တော့အမိမသေးလေးဒီမှာမင်းချောင်းမင်းမကြည့်တိုင်းညာပဲပေါ့မကြည့်လို့ရှိရင်ညာဘက်ကကတ်နေမယ်ဒီဘက်ကလည်းကတ်နေမယ်ဆိုရင်ဒါတို့ရွှေညောစကားရဆိုရင်စက်တင်ခြေတော့ချင်းစင်းကြီးကတ်တယ်လို့ဆိုတယ်မင်းမပေးရသေးဘဲနဲ့ကတ်တယ်မျိုးကိုခြေတော့စင်းစင်းကတ်တယ်လို့ဆိုတယ်အဲ့ဒါကိုတစ်ချက်မှ
ဘယ်နှဆက်ရပါမလဲတစ်ဆက်ရပါပြီသူ့ရဲ့အမူအရာအပြောဆိုနဲ့ဟိုဖမ်းတဲ့တစ်ဆက်ရှိတယ်ကျောက်အလေးပေါ်တန်းတဲ့အခါမှာဘယ်လိုပါလဲမင်းပေးဒီမှာကန့်နေတာမျိုးရှိတယ်အဲ့တော့အဲ့ဒီအမိတ်မပေးလို့ခင်ကန့်နေတဲ့အရာကိုကိုကပြောပါရှင်ကတ်ထားလို့လို့မရဘူးအဲ့ကတ်တဲ့ခြေတော်ကြီးကိုအရင်ကိုအောင်လို့ရတယ်တဲမင်းခြေတော်ညောက်ကြံညမကြံမမရဘူးဆိုင်အဲ့တော့မပေါ်ဆရာလို့တဲ့လူကဘယ်ကောင်းပြီပြောကမှန်ပေါ်လိုက်လို့ပြောရမယ်ဘယ်ကောင်းကပြောမှာပြောကမှန်ပေါ်လိုက်ဒါမှမပေါ်သေးဘူးဆိုရင်ကိုယ်စက်တဲ့ကိုယ်နဲ့ကိုပြန်နေဆိုတော့ကိုယ်ဘယ်ဘက်လောင်းနဲ့အပေါ်ထွက်ပြန်တက်တယ်ပတ်တိမလို့လားမလို့ခုနေရာကိုပြန်နေတက်တယ်အဲ့မှာမပေါ်သေးဘူးဆိုလို့ရှိရင်သူ့မင်းစိတ်ကိုချော့ချလိုက်လို့ပြောလိုက်တော့မန်တက်တဲ့သဘောမန်တက်လို့ဆိုသူကဆရာလည်းဆရာလုံးမမြင်တော့ရန်လို့မြင်တဲ့သဘောလေးရှိတယ်စိတ်ကိုချော့ချလိုက်ချော့ချလိုက်လို့ပေါ့သွားတယ်လို့ရှိတယ်ပေါ့မသွားတယ်လို့ရှိဥမာတို့ခမောက်မော်တို့မော်တင်ဆုံးတို့ကမှအဲ့မှာပြောကကြောက်တွေ့အမျိုးသမီးကြောက်အခုလိုပဲလူစမ်းသပ်တဲ့အခါမှာကြောက်ဆင်းဆင်းကတ်ဘယ်လိုနည်းနဲ့မှရှော့ချလို့မရဘူးမင်းလည်းပဲစိတ်ကိုရှော့ချလိုက်ရှော့ချလို့ရတယ်ဆိုရင်ဒီရတယ်လို့လက်ကြတော့ပြောလိုက်တယ်။ဘာလို့လဲမဆေးလို့တော့လုတ်ပြကြည့်တယ်ဆိုသူ့ဆောင်မလို့အခုမပြီးနေတော့ဘူး။ဟိုဘနာရွှေထားတော့အဲ့မှာလာဟိုဘကကတ်နေပြီတော့။နောက်သူ့ဘသူအလိုဆန္ဒအရာဖြစ်လာပြီဆိုလို့ရှိရင်တရားပဲဆက်လို့ရမယ်လေလို့သူကပြောထားတယ်။အဲ့တော့ဘာလဲကိုဆေးလို့တော့လုံးတာပေါ့။နောက်တစ်ချက်လေးလောက်ကြာမှသူကဒီဘက်ပြားသူကိုလှည့်လို့ရတော့လို့ရှိတယ်။သူရဲ့မန်တက်နေတဲ့ကာလအတော်တင်ဖြစ်တော့ကိုယ်ဆရာလို့လည်းဆိုတာဘုရားကအမှုလေးလို့မရသေးဘူးမိတ်ဆွေညာကားတယ်လို့ကမပေးအပ်သေးဘူးသူတို့ရဲ့အခြေအနေရဲ့ဆန္ဒပုံလူကြီးရောလူတွေကပေးရမှာအဲ့ဒါမျိုးကကျောက်လေးပေါ့လေးနေတဲ့ကျောက်ပေါ်လို့ရသွားပြီနှောက်လို့ရသွားပြီဆိုတဲ့အခါကျတော့မှကိုယ်ဆရာလို့တဲ့သူကခန့်နေခံကြရဆရာလို့တဲ့လူဆိုတာကဘယ်တော့ပဲနေပင်နေညာတော့လည်းပဲလူကြီးစိတ်ကလေးကိုရကလေးကလေးနေလို့ဖြစ်မလားမဖြစ်ဘူးအဲ့တော့ကလေးကလေးနေလို့ရှိရင်ပြောရတယ်အထာသိတယ်ဒီကောင်လေးကကလေးကလေးကမှပဲငါဒီကောင်ဖြတ်ချောက်မှဆိုလဲဟိုကောင်ချောက်ရတယ်အပေါ်မျိုးကတည်းကဆရာဟုတ်တယ်သူကခံရဆရာကလည်းပြောရဆိုရနေကထန်ထန်လေးကိုပြုစုပေးရမယ်အဲ့တော့ပြောတာကလည်းဟိုကချောက်ဆင်းလာတယ်ဆိုရင်ကိုဆရာတို့ကဒီကနေတော့ဥပအောင်လေးကိုလက်နဲ့လွယ်မိုးထားမယ်မိုးထားမယ်အဲ့တော့အမိန်လေးဆိုညာဘက်လက်ကျူထို့ပြီးတော့အမှုတရားခုနလိုတရားကြီးနေတော့မလို့ကောက်ကံခေါဏကတော့ဘာမှအရင်မတရားပြန်မနေဖတ်ဆိုင်နေအာနာအဲ့ဆရာဘယ်လိုပဲအနေခုကလည်းမဟုတ်ဘူးဥထိတ်တန်စလားဆရာတော့ကျော်လို့ရမလားမရဘူးဆရာပေါ်မှာလည်းကိုကချစ်ခင်မှုရှိကြရမယ်ဆရာလုပ်တဲ့သူကလည်းပဲတတိကြီးအထင်မှအမြင်မှဖြစ်စေတတ်တဲ့အမှုမျိုးမဖြစ်အောင်နေတိုင်းထားရတယ်ဆိုတာကသစ္စာ၃ချက်ကိုမြဲထားတော့လည်းပဲတခြားသောပြောကမဲ့သစ္စာလေးတွေမှာတော့အကျုံးဝင်လို့ရှိရင်မဖြစ်သေးဘူးဥပမာဆရာလုပ်တဲ့သူကျေဝိုင်းရုံညာမျိုးတို့နော်မင်းကြီးနဲ့ရောနောနေတာမျိုးတို့ကိုယ်မှာဖော်လဲပေါက်ပြန်လုပ်နေတာမျိုးတို့အဲ့ဒါမျိုးဆိုလို့ရှိရင်ဒါမသိတော့သေးဘူးဘောခဏထောက်တာနဲ့နေရမယ်မိပေးတာမယ်ဆရာမတို့မိကအမိတူတို့ပေးမယ်ဆိုလို့ရှိရင်ခြေဝေးပေးမယ်ဆိုတော့ခံရဆယ်ပါနဲ့ပြီးမယ်လက်နဲ့ကရောမှုထားမယ်ဒီလိုနဲ့ပြောပြီးတော့ဘုန်းတော်လည်းတရားကြီးမလို့ကောင်း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 အဲ့ဒီလေးရဆံနေစားခြင်းနဲ့အနာအဲ့ဆရာဦးညိုမေဥဒတင်မေကတည်းကပေါ့ကိုဆရာကအမြင်မှာပေါ်ပြီးတော့ပြရဓမ္မကလည်းသူကဘုသူဆရာလည်းဘုသူတပည့်လည်းဆိုတော့သူကပြိတ္တကအထူးပြောကြမလို့တော့ရင်းနေတယ်မလို့တော့အဲ့တော့ဒီနေ့သားသမီးတနည်းနည်းမအေးမှာပြောကတစ်ခုခုရှင်ကထားဘာနဲ့စပြောရမလဲတစ်ခုခုရှင်ကထားလို့မရဘူးသူကြတော့ဘာနဲ့စပြောလဲဆိုတော့တို့ပင်ကောင်းတယ်လို့ပါဆိုတာဘယ်လိုပြောလဲဆိုဟဲ့မဖဲဝါရှင်ကထားတတ်တယ်ဆိုမဖဲဝါဆိုတဲ့အတူမသိနေတော့ဘာလို့မသိအောင်အဲ့လိုလေဒါဟိုကြော်မင်းဒီကြော်မင်းညီလည်းမကြောက်ညီလည်းကြားကြနေစမ်းသက်လို့ရှိရင်နဲ့တို့ခင်ကပြောဦးတယ်ပြောကတော့တော့နေပြီဒီကနေ့ကဖြစ်စီရမယ်အဲ့တော့မှပြောကတခုချင်းကတာကတ်နေပြီဆိုရင်အပြင်းပြင်းထန်ထန်လေးအဲ့ကတ်တဲ့ဟုတ်တယ်ဆိုရင်ပေါ်လာဒါပြောပြရမှာကတ်တဲ့တန်ကြီးပဲနောက်ထပ်ပြောရရှိတဲ့ကတာကတ်နေရောအောက်ချင်းကတာကတ်နေရောဇာတိချင်းကတာကတ်နေရောဆိုဒီအကတ်ကြီးတိုင်းဖြစ်နေမှာဘယ်လိုမရဘူးပြောကတခုချင်းကတာ
ဟုတ်တယ်ဆိုပေါ်လိုက်အောက်လန်းနဲ့ကြည်ရင်ကတာဟဲ့နေနာပညာပေါ်ထာမန်နဲ့လောက်ကန်လို့ရမယ်တခါတည်းကြတော့လေပြည့်စုံတော်နဲ့မရဘူးပြောကအသာသိတယ်ညာလူမင်းအညာညာအားဟဲ့ပြောကကြည်ကတာလို့မရဟာကွာထားပြောကကြည်ကတာပါနဲ့ညာလည်းဟဲ့ရွယ်လည်းလုံးမနေဘူးဟာဒီကမကောင်းဒီကမကောင်းလုံးတယ်ဟာအဲ့တော့အောက်လန်းရှင်ကတာဟုတ်တယ်ဆိုပေါ်လိုက်ရွာသူရှင်ကတာဟုတ်တယ်ဆိုပေါ်လိုက်ဟာအောက်လန်းရွာသူပြီးအပင်းမရအဲ့တုံးကိုအဓိကထားပြီမတ်တဲ့ချက်ကပြောကတခုရှင်ကတာဟာနောက်အောက်လန်းရှင်ကတာရွာသူရှိလေးကတာအင်းရှင်ကတာအဲ့ဒီလိုမျိုးကအဓိကထားမရမယ်ကျန်တဲ့ဘိုင်းကဘလို့မရဟာအဲ့တော့မကောင်းဘူးဟုတ်တယ်ဆိုပေါ်လိုက်ပေါ်လာပြီဆိုတာစမ်းကန်းကရအားဖြင့်ဘယ်လိုပြီးတော့ပြီဒါဒီဘုံမျိုးပြီးတော့ဒီမှာအဓိကထားတွေ့ထားပြီလေဒါမှမဟုတ်စမ်းကန်းက9မျိုးရှိရတဲ့9မျိုးစုံစမ်းကြည့်လိုက်အပမကြည့်ပါဘူးဟုတ်အဲ့ဒီကကျွမ်းကျင်တဲ့ခါကျတော့ကျွမ်းကျင်တဲ့အလျောက်ပေါ့ဟုတ်အဲ့ကွာနောက်တစ်ဆင့်တက်မယ်နော်ဆက်ဆွဲစမ်းမယ်ဟုတ်ခုနအနံ့စမ်းပြီးတော့ပြီအမိန်ပေးစမ်းပြီးတော့ပြီဆက်ဆွဲစမ်းမယ်ဟဲ့လက်ကတန်းပြောကချင်းလက်ကတန်းငါလက်ပါဆိုတော့ဆွဲပြီးတက်ခါသွားတယ်ဟုတ်ဒူးအထက်နာရောက်ချင်းဖြတ်ထားတယ်ဘာကြောင့်ဟိုဘက်ကြော်မသွားလဲဆိုတော့တကယ်လို့ဆက်အချိန်ဟောရှိရဆိုရင်ပါသွားတဲ့ပုံမကူလိုက်ရဖြစ်ချောတတ်တယ်အဲ့ဒါမျိုးကဒူးထက်နာကဖြတ်ထားလိုက်ဘယ်လိုလဲမှတ်တာသူကဟိုနေမှာတခုခံစားမှုရှိတယ်ပုံပူတော့ပြောမယ်အေးအေးတော့ပြောမယ်ကျင်းကျင်းတော့ပြောမယ်ဆက်လက်ဖြစ်တယ်ပြောမှစလို့ပါလေအဲ့ဒါညာဘက်ကစမ်းမယ်ညာဘက်ကစမ်းရင်နောက်တယ်ကိုစမ်းမယ်ဟာဒါဆက်ဆွဲပြီးတော့စမ်းတာဟာနောက်ဆက်လက်စမ်းမယ်ပိုက်ဆဲကိုအဲ့ကိုပြီးတော့လက်ရွယ်မှုပြီးတော့အဲ့ရွယ်ပြီးတော့စမ်းမယ်ဒီကကြည့်ပြီးတော့စမ်းမှာနော်ဟောတချို့မျိုးသမီးတွေပါကြတော့သွားကြည့်နေတယ်ဟုတ်ကြည့်တယ်ဒီပြတော်ငန်းတဲ့ဆက်ပါပြောဟောင်းဟာအဲ့ဒါလည်းမှတ်သားဟာမသိဘူးလားလို့အားကြိုင်လဲတဲ့သူအလီယာဆိုကလာယူအဲ့လိုစမ်းတတ်တယ်ဆိုတော့ဟာလဲဆိုတော့ငါတို့ကလည်းပြောကဆိုခုတော့ဗောခုတော့မပြောက်ဘူးစိတ်တရားတို့အိမ်နဲ့စိတ်ဝင်လည်းကတ်နေတာဟုတ်အဲ့ဒါကသူကစိတ်ဝင်ဆင်းတော့စိတ်လာပြီးတော့သူကဓမ္မကြီးပြန်လာပြီးတော့မှဆဲကျွန်တော်ဟိုစိတ်တက်တာလည်းမပြောက်ဘူးတဲ့အောက်လာလည်းအောက်လုံးမယ်အဲဆရာထပ်ဆန်းကြည့်ပြီးပါအောင်လို့သူထပ်ဆန်းကြည့်တော့မှဘောတဘောပေါက်တာအပြန်နဲ့ဘယ်လိုနေလဲအားဖယားလဲတာလေအလုံးကလဲတာလားအလုံးပေါင်းကြလဲတာလားဟာအလုံးသူ့မှာရှိတယ်အားကြရဲ့အလုံးပေါင်းကြလဲတာပါဟုတ်အလုံးပေါင်းကြလဲတာဒီပယောကအလုံးကြီးတွေးတာခွဲပြီးတော့ပြလဲအဲ့မှာသူကခွဲပြီးတော့ထုတ်လိုက်တော့ဟိုအလုံးရထွက်သွားသူကခဏပြောကဖိတ်ချတော့ပူတော့ချီရောကုသပြီးလို့ရသွားတော့အဲ့ဒီပိုင်းကြီးရှိတယ်ဒါဆက်လက်ပြီးဆန်းတာနော်ဘယ်လိုပြတော့လဲဒီလိုအနံ့ရဲ့ခြေတော်အလေးပေါ်ရဲ့ဆက်ဆွဲရဲ့ဆွဲဆန်းတာရဲ့ဆက်တဲ့နောက်ထုံးချက်ကဆက်ထောက်ဆန်းမယ်ဟာခေါင်းနေရလဲမကြည့်ရင်အချင်းချက်ကလေးပြရမယ်တကယ်လို့ခေါင်းမှရှိတယ်ဆိုကျွန်တော်မှကတ်တော့ကတ်ဟာအချို့ဆရာကြီးကဘယ်လိုလုပ်လဲဆိုတော့ဥပမာရှင်ကထာမျက်စိမှာရှင်ကထာနှာခေါင်းမှာရှင်ကထာဟိုပဒမရှင်ကထာပညာရှင်ကထာဘာလို့ဆိုပြောရမကောင်းဘူးအဲကိုကဟိုလည်းရုံလို့ကအချင်းချက်လောက်တာဟာတာပုတိကိုလို့ကတကယ်လို့ဒီမှာပေါင်မရှိတယ်ဆိုပေါင်ရောက်ရှင်ဆက်နေတယ်ဒါလည်းပြောတာပေါ့အဲ့တော့စနေတန်းကအရာအချင်းခဏဘယ်လိုမျိုးရှိတော့လဲ5မျိုးပြည့်သွားတယ်5မျိုးထဲမှာပညာသင်ဆက်အထာတွေ့ထားတာဘယ်လိုမျိုးတွေ့ထားလဲတို့တတ်တယ်ကမစမ်းတတ်ခင်သူ့ကိုယ်သူပြောလာတာမျိုးတစ်ချက်တွေ့ထားတယ်ခြေတော်သွင်းနေဆိုအမိမပေးရသေးခင်စမ်းတယ်ရှိတယ်တခါတည်းမှာခေါင်းတော်လို့အမိပေးတဲ့အခါမှာအောက်လန်းရှင်ကတ်ထားကတ်နေတယ်ရွာသူရှင်ကတ်ထားကတ်နေတယ်မိရမြအကုန်လျှောက်ကပ်ပြီးဆိုရတာပညာသင်ဆက်မှာအကျုံးဝင်သွားတယ်သဘောပေါက်လို့နော်ဒါတော့မထက်နဲ့တော့ကိုယ်သဘောပေါက်လို့မရှိတာအဲ့တော့ကိုကကုသတယ်ဆိုတဲ့ခါကျတော့ဘယ်နဲ့စမ်းနေတတ်တဲ့အရာအဖြစ်တွေ့ထားတာကဘယ်လိုပါလဲဟိုမိနမပေါ်လာတာမျိုးပဲကြောက်ကူကတ်တယ်မလို့ရတာဟုတ်အဲ့ဒီမျိုးရတာပြီးနောက်ကျောင်းနဲ့ရောက်ခေါ်တဲ့အခါကျတော့ကုသနေအဖြစ်ဘယ်လိုရှိလဲဒီလိုရှိတယ်ကျောင်းနဲ့ရောက်လို့ခေါ်တဲ့အခါကျတော့ဟိုကအဲ့ဒီမှာစပိန်ကြီးမယ်နော်မင်းရဲ့စပိန်ကြီးတွေကဟိုနေတနည်းတူအကညက်တယ်ပါလေတလေးတူဆံရက်တူပါအကုန်လုံးချုပ်မယ်တီးရင်ဆိုတော့အကုန်ချုပ်အညာဆွဲမလဲဟိုလက်ကြကျိုးတို့ကအကုန်ချုပ်ဟာဘာလို့ရှိကြရဘူးနော်အဲ့တော့
အဲ့ချုပ်ထားပြီးတော့ခုနကဟိုဖယ်ထားတဲ့ဟာတွေဘယ်ကမရှိလို့ရှင်လဲအဲ့ဖယ်ထားတဲ့အရာတွေအကောင့်ဆုံးလိုက်ကကြမ်းအဲ့ဒါတွေအကောင့်ဆုံးအချင်းကတ်တာအစွဲလန်းခဏပြောရချင်းကတ်တာလို့ပြန်နေလို့ရသေးတယ်ဟုတ်လားမရှိဘူးဆိုတော့ပြန်သုံးလို့ရတယ်အဲ့တော့ကိုကတနေ့တော့ခေါ်မယ်ဆိုရင်ကိုကလောက်ကလေးချင်းမယ်အခြေခံလောက်ကိုလက်တူခိုင်းမယ်ဟာတို့ရှိမယ်ဟာအဲ့တော့ဘောနော်လေဒီမလားမလားကောက်တော့ဘောနော်ကတော့ကောတော့အလမလေးရကျန်းကလည်းနေထားခြင်းနဲ့အာနာငါရဲ့ဆရာမင်းမအေးတနင်္ဂနွေနေ့ဆွမ်းနေရောက်ဆွမ်းရင်တိုင်းရောက်လို့ကဆံရကရောက်လို့မပြောဘူးဟာဆွမ်းရင်တိုင်းရောက်ဆိုတာကတို့ဒီစီတော့ကပြောကတော့ပူဘူးတဲ့ပူဘူးတဲ့ခါကျတော့ပြောကကိုသူကခေါ်ဟိုဖြစ်ကြတဲ့ဆံခေါ်လိုက်တော့ပေါ့နော်ဘယ်လိုခေါ်လဲဆိုဆံရကရောက်တန်းဆိုတော့ပြောကတခါမင်းကိုဟိုစက်ကျိုးကန်ဆွဲလာပြီးတော့မောင်းလာတဲ့အပြင်ကလည်းကနင်းမရှိတော့ဟာဘာကြီးပဲဒီဆရာကကျုပ်ကိုဘာလို့ခေါ်ရလဲဒီခေါ်မှာမဟုတ်ဘူးကွာတို့ပြရတယ်ဆရာကလည်းဆရာဘာကြောင့်ဆံရကရောက်ခေါ်ရလဲဒီကြောင့်မင်းရေကင်းကြတယ်မထင်ပါနဲ့အစွဲတကူခေါ်လို့ရှိရင်လည်းဆွဲနေရောက်လို့ခေါ်ပါဆံရကရောက်ဆိုသူနဲ့ပတ်သက်တဲ့ရိုးရာတွေရောက်လာတယ်အဲ့ဒါဆိုပြီးဆွဲနေရောက်လို့ခေါ်မှာဟာမူလပြန်ဆွဲစကားဘယ်ရကိုယ်မိုင်းတော်တဲ့ညနဲ့ခရီးနဲ့ဘုရားနဲ့ဒီမှာတင်တဲ့ခါကြတော့မှအဲ့ဘုရားကဖတ်တဲ့ညာငါဆရာပွင့်အနေဟဲ့မလားပြန်လို့ဆိုကျန်တဲ့လုံးနဲ့ပုတ်ဆန်နေတဲ့ခါမှာအဲ့ဒီတေကဘုန်းနဲ့ဒီကုန်းနဲ့ပြုတ်ကြပြီးတေကအတိုင်းကြဖြစ်သွားတယ်အဲ့ဒါကမူလပြန်ဆိုတော့ဖြစ်လာတယ်ဟုတ်အဲ့ကျင်းရောစကလုံးကဆိုမူလပြန်ဆွဲနေရောက်ဟုတ်ဆွဲနေရောက်လို့ခေါ်လိုက်တယ်သူဆိုကြတော့လည်းဒီဆန်းကျန်တဲ့ဖတ်တဲ့ညာအာနာငါဆရာမိတ်ဟိုမအေးတနုရေဆွမ်းနေရောက်ဆိုတော့တုံးပြီးတော့ထိုးလိုက်တာမျိုးရှိတယ်ဒါနဲ့သုံးတာမှမဟုတ်ပဲဆွမ်းနေရောက်ဆိုတော့လက်ဆန်လိုက်ရုံနဲ့ဟုတ်အမှကွာပြောပြရှိတဲ့လုပ်ငန်းကိုပြောထားမယ်အိမ်နည်းများခွင့်ပြုလိုက်ပါအတွင်းဆိုင်ရာအတွင်းချုပ်အပြင်ဆိုင်ရာအပြင်ချုပ်အကူအညီချက်တွေဆိုရင်အားလုံးဖြတ်ချက်ထားတယ်ဟုတ်စက်ကြောလာမှာပြန့်လွင်နေတဲ့အဲဒီမအေးတနုရေတွေရဲ့ယောဂစက်တွေရှိရင်ဒီစီစီရောက်ပြီယောဂပူတာပူပြီဟဲ့ဆွမ်းနေရောက်အဲ့မှာကစောင့်ကြည့်လိုက်။ဆွမ်းရောက်တော့သူကရောက်ချင်တဲ့ရောက်မှမရောက်ချင်တဲ့မရောက်ဘူး။ဟုတ်ကဲ့။အဲ့တော့သူကြတော့လည်းပူရခိုင်းဘုံတိုင်းလည်းသူကဖះဥချတာမျိုးရှိတယ်။အဲ့တော့နှုတ်ကနေပြီးဖွင့်ပြရမယ်လေ။ကဲ။တန်းနေတော့ကနေဖုန်းကန်ထည့်လိုက်စမ်းဖះဥတိုက်ပြီစီ။ဟာဖះအဓိကထားတယ်။ဖះကိုအဓိကဥချပြီးတော့မှကိုလိုချင်ပြောလို့ရတယ်ပြောချင်ပြောလို့ရတယ်သူကဟိုလမ်းကြောင်းလေးပြရတယ်။အဲ့ဒီကမှဝင်ပူးနေတဲ့အတော်တွင်းမှာဆရာဥမတက်ကအတော်တွင်းမှာချုပ်ထားလိုက်လို့မပြောဘူး။ဘာကြောင့်လဲဆိုတော့သူ့ကိုလွတ်လပ်ဆရာချစ်ဖို့ကြည့်နေတဲ့ဘောကြောင့်ခွင့်ပေးထားတာ။အဲ့ဒါမှကကျန်းတဲ့လက်နဲ့ဖြည့်ပြီးဆိုရင်တစ်ချိန်နဲ့နော်အဲ့ဒါမှချုပ်ထားလိုက်လို့ဆို။ဆရာကဝင်ပူးမပူးသိလို့တော့တဲ့သူ့ရဲ့နာမည်မေးပါတော်တော်မေးရတယ်ဟမ်ဘယ်လိုလဲနာမည်ဘာနေနေလဲတချို့ကြတော့လည်းပဲတစ်ခါလည်းခဏနေပါနေတယ်အကနေအဲ့မောင်စင်းနေဆိုတာအများကြီးလုပ်တတ်တယ်ခဏနေပါနေတယ်နာမည်ရင်းနေမှာပေါ့မအေးဘာနေနေလဲတချို့ကြနေနေမဟုတ်ဘူးအားလည်းတနေ့နေနေတချို့လည်းစနေနေပြန်ပြောမှာပေါ့အဲ့တော့ကငကူချင်းရမိတဲ့အတိုင်းမအေးတနေ့နေလို့သိထားတယ်မအေးခေါ်ကြည့်လိုက်မအေးခေါ်ကြည့်လိုက်မအေးခေါ်ကြည့်လိုက်3ခါလောက်ခေါ်ကြည့်လိုက်လို့မထူးဘူးဆိုရင်ဒါသူတကယ်ဝန်ပူးလို့သဘောထားမယ်သူကဘယ်လိုနည်းနဲ့ပူးတချို့ကြတော့ပညာလည်းပူးတာမျိုးရှိတယ်ပညာလည်းစက်ပူးတာမျိုးရှိတယ်တချို့ကြတော့လည်းတကယ်တွင်းချက်ပြီးပြီးသားတာနဲ့ပူးတာမျိုးရှိတယ်ပေါ့ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ကိုလိုရမယ့်လုပ်ငန်းအရာထက်မှသူအကျုံးဝင်သွားမှာအဲ့တော့သူ့ကိုနာမည်ခေါ်ကြည့်လိုက်လို့3ခါခေါ်ကြည့်လိုက်လို့မထူးဘူးဆိုလို့ရှိရင်ဒါအတွင်းကပြီးသားတယ်လို့ဆိုရတယ်နော်အခုနေ့ကတက္ကနာထားလိုက်အဲ့တော့ကဖဲဥတိုင်းလို့ပြောပြီးဥမတိုက်ဖက်နဲ့လဲတော့ပြည့်တယ်လဲတော့နောက်ဆုံးပြစ်တော်တယ်လို့ဘာလို့ဆိုရင်ပညာလေးချက်ဘယ်နှချက်ရပါသုံးရပါဘူးကျန်တော့ကနော်ပုဂ္ဂိုလ်ကိုအမိခေါ်လာတာမျိုး၆စက်တင်စဉ်းစားနေကြနေတာမျိုးဆန်းနေရောက်ခေါ်တဲ့ခါမှာဘယ်လဲလဲတော့သုံးချက်ရှိတော့နော်အဲ့ဒီသုံးချက်ကဒီကသူ့စတင်စမ်းတက်ကြဲကူကတွေ့ထားပြီးဆိုရင်တွေ့ထားပြီးဆိုရင်သူဘာကောင်မှတော့သိထားပြီးသူကသုံးမှဆိုတော့သိထားပြီးဒါပေမဲ့ခဏတော့လို့ဆံကုန်ကူကဘယ်လိုမျိုးဆံကုန်ကူရမလဲသက်၄မျိုးအဖြစ်ကုသနေမျိုးအဖြစ်ကိုဆံကုန်ကူတော့မယ်တွင်းချက်ကူနဲ့အပြင်ချက်ကူနဲ့လက်လို့ချက်ကူနဲ့ညာလက်ချက်ကူအဲ့တော့ကတ်တင်စွမ်းနေရောက်လို့ခေါ်ပြီးတော့
ခေါ်သွင်းတဲ့အခါမှာကျောက်ကိုဘုရားရှင်ဘက်ကိုပြစ်တော်ပြီဆိုတာလည်းသူကသင်ရတဲ့ဆိုတာကိုမှတ်ထားတယ်အဲ့မှာသူကဘယ်လိုပဲလဲတချို့လုံးကြီးပဲလန်သွားတယ်ရှိတယ်ဘယ်တော့မှပြီးတာလည်းမရှိလုံးမလန်ခြင်းနဲ့လုံးဝမလန်ခြင်းနဲ့တော့နှိမ့်သွားတို့ခင်ခင်တန်းဆိုတဲ့ဒီကလေးကြောင့်ကိုတော့မောင်ကျော်တဲ့ဒီနေ့လေတို့ဟန်တာခင်ခင်တန်းကိုထုံးပါမရှိတော့တို့ကြုံလာမှာတော့ဘူးခမဟိုဆရာဆဲမှာလည်းကြောင်းလာမှမသိပါဓမ္မငန်းဘူးသူကလိမ့်တော့ကြောမြေဘလို့ဆိုတော့လုံးဝထင်မြင်နေတယ်လုံးဝအခုပဲလိမ့်ဝယ်အဲ့နဲ့မောင်ကျော်တဲ့နဲ့စတင်တွေ့တော့ဘာရတာအဲ့တော့အမေပေးတာကိုကသမီးမောင်ကလမ်းလေဆိုတော့မမှန်ဘူးမှတ်တာသူ့ဘာကိုကမမှုလို့လားမလို့ဘူးဆန်းမင်းလုံးဝထင်မြင်ကိုပေါ့လက်ရည်နဲ့လူကျင်လို့အချက်သိခါကိုတောင်းတင်းတော့အပြင်ပြုတ်သွားတယ်သဘောလေးရှိတယ်ပြောရကတော့မမှန်ဘူးနော်အဲ့တော့သူကလက်ရည်နဲ့လူမယ်အဲ့တော့မှကိုကကောင်းပြီနာမခေါ်လို့မထူးကွာဟုတ်ကဲ့ဘာဖြစ်လို့လုပ်တာလဲတချို့ကြောင့်မပြောဘူးကွာတချို့ကြောင့်လည်းပဲဆရာအခန်းတဲ့သဘောလေးဆောင်တတ်တယ်ဘယ်လိုမျိုးဆောင်တတ်လဲဆိုတော့ဆရာအမူအရာနဲ့ပြုတ်ကုန်းဆောင်တဲ့သဘောဆရာမခံဘူးဆိုတဲ့သဘောအဲ့ဒါကြောင့်ကွာကျိုးပိုင်းချိန်မင်းထုတ်ပိုင်းဓာပိုင်းချိန်မင်းငင်းပိုင်းမိပိုင်းရေပိုင်းငါးကလုံးကုံမရက်ကကဏ္ဍပါအတ္တကရှိတယ်ကျိုးပိုင်းကျိုးနဲ့တော့လည်းချိန်မင်းကျင်းရလက်စမ်းရှင်းနေလိုက်တာမတည်ခြင်းနဲ့သူပြောပြတာအဲ့လိုမိန်ပေးလို့ရတယ်မျိုးရှိတယ်မရတယ်ရတယ်မကြတော့ခုနကပြောလို့တုပ်ပြီးချုပ်ပြီးရှင်အမေဆရာကြောက်ပါပြီအဲ့မှာကြောက်ပါပြီပြောတာမျိုးရှိဘာဖြစ်လို့လုပ်တာလဲပြောကြတယ်နှမျိုးရှိတယ်လေနှမျိုးရဲ့တစ်ခုပြောရင်တစ်မျိုးပဲရှိမှာပေါ့ချစ်တယ်ပြောမှမုန်းတယ်ပြောတစ်မျိုးပဲရှိတယ်ချစ်လို့ပါဆရာသုံးလို့မုန်းလို့ပါဆရာဘာဖြစ်လို့ချစ်တာလဲဒါနည်းနည်းလမ်းကြောင်းပြရမှာဆရာကသူဟိုခေါ်တော့ပါညာနဲ့သူပြောလိုက်သူပြောသမျှစကားကိုကအကြာကြီးတက်ခံနားမထောင်လူရင်းအချက်ရောက်ဖို့ပဲရေးကြည့်တာတချို့ကြတော့ဇာကြောင်းလာနေတာမလေးဆရာရဲ့ဘိုးဘောတော့ဒီမင်းကြီးနဲ့ကျွန်တော်နဲ့လင်မယားတော်ကတချို့လည်းမောင်မတော်တာတခါသူ့တိုက်ဆက်ပြန်ခေါ်ခြင်းလို့ငိုလိုက်ယူလိုက်ဖြစ်ဇာကြောင်းပြန်လာမသိနေတော့ပေးတတ်တယ်ပေးတတ်ကလည်းပဲငိုတဲ့လူကိုသနာပြီးတော့ပေါ့လေအဲ့မှာကြာတော့အဲ့ဒါမျိုးကြတော့လည်းစိန်ဆွဲအောင်အဲ့တော့တောင်းပြီနော်ဒီလုံးမလားဘုရားကလည်းကြောက်လုံးမလားလွတ်ပေါင်းဆရာရဲ့ဒါကိုယ့်ဘက်ကိုပါလောင်ဆွဲရတဲ့သဘောလေးရှိတော့တဲ့အခါကျတော့ပြောရမှာအဲ့တော့ကြောက်လားမကြောက်ဘူးအဲ့တော့ခိုင်းကျင်းနေရတဲ့ခံကော့ပြန်လာနေတယ်ဒါအမေပြလို့ရတာပြောတာအဲ့တော့မှကြောက်ပါပြီဆိုတဲ့အခါကျတော့နောက်ကိုလုံးမလားလွတ်ပေါင်းဆရာရဲ့ကိုကတရားနည်းလမ်းတိုင်းဖြစ်အောင်ဘဝချင်းဆန္ဒပါပြီဒါမျိုးကသူ့ကိုလည်းတကယ်လို့စောင့်ရှောက်မယ်ဆိုရင်အဝေးကနေစောင့်ရှောက်ဒီခန္ဓာကိုယ်မှာပုဂ္ဂစောင့်ရှောက်တယ်မျိုးအခုအဲ့လိုကိုယ်ဆုံးရပြောမှာဟုတ်ပါဆရာတောင်းပြီဒီမင်းပြင်ဘယ်လိုပါသေးလဲတမြောက်ပါဗျာကျွန်တော်ပြင်10ယောက်ပါသေးတယ်ဆိုရင်တစ်ပင်များကိုအမြင့်ကလှဲတူတာနဲ့အတိုင်းဖြတ်ပြီးတော့ခြံကြီးတူတာနဲ့အမျိုးရှိတယ်လို့အမြင့်ကလည်းတူတယ်ဆိုမင်းအားလုံးတောင်းခန္ဓာနာနောက်ဆက်10ယောက်ကိုအဲ့ဒါဆိုသူရေခေါ်တဲ့ဘိုက်လွတ်လိုက်ရင်ပြီးပါအောင်ကျွန်တော်အတော်များဆိုရင်ကျွန်တော်မဆိုင်ပါဘူးဆိုတယောက်စီကသမကုံကြည့်လို့ကောင်းတယ်နော်တယောက်စီခေါ်သွင်းလို့ချင်းသူရေဘယ်လိုခတ်တော့ပါမလဲနောက်သူပြင်10ရောက်ပါဆို7ခွက်တော့မှာပေါ့ဘယ်ကြည့်တဲ့ဟုတ်သူပန်ကအချိုင်နေတဲ့ခါသူရပန်ကကြရင်တော့ကြည့်အဲ့ဒါလည်းတိုက်ချတာအဲ့ဒါမှသူ့ကိုနောက်မလုပ်ပါဘူးဖိုက်အောင်တော့မင်းကြောင့်လားဟာဆရာသူဖိုက်အောင်တော့သူ့သေးသားကြောင့်ပါသူပြေးတက်ကိုတိုင်တော်ပြီးလို့ရတယ်အဲခင်ဗျားကြားတဲ့အတိုင်းပဲဒီဖိုက်အောင်တာကသူ့ရဲ့အမင်းသေးသားဒီအလုံးကသူ့သေးသားအောက်နာတရောကစတယ်လို့လေဟိုယောဂမျိုးအစားလိုက်ခွဲပြီးတော့သူကပြောပြရတယ်အဲ့ကတော့ပြောတာတော့ကျွန်တော်ဖိုင်ပြီးတယ်ကျွန်တော်တွေးတာကြတော့ခြေလို့သူအမင်းစေးတောက်လို့ရှင်ကောင်းမှာပေါ့အဲ့လိုပြောလို့ပေါ့အဲ့တော့ကွာရေတင်တိုက်လို့ချင်းသူ့ကိုတခြားဆိုကြမယ်ကိုကလည်းဆိုမယ်သူဆရာတို့ဆရာလုပ်တဲ့သူကဆရာဆုံးလိုက်မဆိုတော့နံပါတ်1ပထမဆုံးပြောရပဲဆိုပြီးတော့သူ့တိုင်တယ်ကကိုယ်လည်းဆိုလိုက်လို့တစ်ဆိုင်တိုက်ထားတယ်ဘယ်သူပဲတောက်တော့မင်းဘက်ထက်ကုန်ရောက်ပြီလို့ဆိုအမင်းကနောက်တော့နှစ်လာတယ်ဆိုတော့ကြောက်ချင်း one by one ခေါ်သွင်းရအားလုံးဆရာပြီးတော့ဆိုနောက်တော့ပူကျင်နေတာပူလားမပူနိုင်တော့မပူတော့ပြည့်တော့ပြီပြောတယ်ဟုတ်တယ်ပေါ့အဲ့တော့ကိုကအတင်းဆက်ကူနေတာပြီးတော့ဆိုမှလည်းကိုကနောက်တော့ကိုတန်နေကုဒနီက
သုံးမျိုးရှိတယ်လေအဲသုံးမျိုးတိုင်းကဆက်လက်ဖြစ်ပြီးတယ်ဆရာမြင်ကြဖွင့်ပြလာဒီနေ့ဒီပြေးလာဟာမြင်ကြဖွင့်လာလက်ခေဒီတက်ချာမှာတစ်ခါလျှောက်ရအဲမပြည့်နိုင်ရွတ်ဖတ်တော့လိုသေးလားမလိုဘူးအဲ့ဒါမှကိုကကြည့်ရသူကဘယ်လိုမျိုးပုံစံရှိတယ်ဆိုအဲ့ဒီနည်းနည်းတည်းဒီလက်ကောင်လှုပ်ဟာဒီနှစ်အောင်လုပ်တယ်အဲ့တူအောင်လုပ်ပါဦးနှစ်အောင်ပုတ်တယ်ဆက်ဆက်လုပ်တာမျိုးတချို့မျက်စိမိတ်လို့မရဘူးဟာမျက်စိပြူးနေမင်းကိုပြူးရတော့ပြူးတော့မလို့မရဘူးဟိုဘာမိတ်ရန်ဘာနေလဲဆိုရင်တရားအနေနဲ့ပြောမယ်ဟာတော့အုံမငပြောပဲညီမလို့ဆိုမယ်နော်စိတ်ပရိနေလို့ကအလူမန္တလို့မန္တကြီးဆိုတော့ဘုန်းကြီးဟန်နေနေပြောမယ်ကြောက်နေနေပြောမယ်အဲ့ဒါမျိုးတွေအမြင်ထူးကြလာပြီဆိုရင်ပညာတစ်ဆက်ထက်လိုက်နော်ပြန်တက်ပြမယ်နော်ကိုမြည်ပေါ်လာတာမျိုးခြေတော့တန်းကြတဲ့ခါမှာစတဲ့ကနေတာမျိုးတန်းရောက်ခေါ်တဲ့ခါမှာဆက်လက်လဲတော့တာမျိုးနော်နောက်အပြင်ဆက်ကူကြီးအပြင်တွေ့ရတဲ့အပိုင်းမှာမျက်ဖုံးတွေလှုပ်မျက်ခုံတွေလှုပ်နေတာမျိုးဟာချက်ရနော်နောက်ထူးခြားခြားနေတဲ့ဟိုမြင်တဲ့ပုဂ္ဂိုလ်များမြင်တာမျိုးဟာအနည်းစိတ်ပရိသမြင်တာမျိုးအဲ့မျိုးမြင်တာပြီးသိပြန်တဲ့ဆက်တဲ့နိုင်ရတယ်အဲ့တော့ဆရာကြီးဘာမြင်လဲလို့ပြောလိုက်ဆရာကြီးဟိုကရုံးနဲ့ပြောပြတယ်တော့ဟာဒါသူတကယ်မြင်လားမမြင်လားတော့ကိုကမသိဘူးလေဟာသူကသူတကယ်မြင်နေဖြစ်စီမမြင်နေဖြစ်စီတစ်ခါတလေကျတော့ follow like ခုရတယ်လို့ရှိတယ်ဟာအဲ့ကောတောင်းပြီအဲ့ကရုံးနဲ့လူကိုမြင်လို့ရှိရင်ဗမာတွေ့တာတရားဗမာတွေ့လဲအပြင်မှာရှိတယ်ဆရာကြီးငါအိမ်ထဲခေါ်ကြည့်လိုက်မယ်အိမ်ထဲမှာခွင့်ပြုလိုက်ပါအသုံးသက်ကုန်တိုင်းဟာကြောင်းခေါ်လာတယ်သူ့ရဲ့ရောဂါဝေဒနာရှင်ရဲ့ဘယ်ဘက်မှာထိုင်ခိုင်းလဲဘယ်ညာထိုင်ခိုင်းမယ်ဘယ်ဘက်မှာထိုင်ခိုင်းညာဘက်ထိုင်ခိုင်းအောင်ညာဘက်ထိုင်ခိုင်းသူ့အင်အားဖြစ်တယ်လို့အင်အားပိုများသွားတယ်ကောင်းပြီအဲ့ငါတော့လို့သူလိုက်တော့ထိုင်တာဆရာပြောရမြင်နေတာပေါ့အဲ့တော့ဆရာလို့တော့သူကအဓိကကျွန်တော်အများအရေးကြီးတယ်အဲ့ကျတော့အဲ့ကောင်းပြီမအေးဒီအဲ့ဒီဂရုံးတဲ့လူကမင်းကိုကြည့်နေလားဆရာကိုကြည့်နေတာနေလိုက်ဆရာကြီးအဲ့ဂရုံးတဲ့လူကကျမကိုပဲကြည့်နေတယ်ဆိုရင်သူဂရုံးတဲ့လူကအဲ့မအေးကိုအတနာခံရပေါ်နဲ့တောင်းမှနဲ့တိုးဆွေးရတယ်ကြည့်တာဘယ်လိုနည်းလဲဆိုတော့သူ့ဘက်ကိုပါပြီးတော့မအေးငါဘက်ပါပြီးတော့ဆက်ဘက်မလိုက်နဲ့ဆိုတဲ့ဘောနဲ့ပြောရတဲ့ခါမျိုးကြတော့သူကနှမျိုးဖြစ်တော့ဆရာလို့တော့သူကတမဲရဖြစ်တော့ဟာအဲ့တော့မအေးကိုချောင်းပြပြီးတော့မအေးဒီအဲ့မင်းအဲ့ဒီဂရုံးနဲ့အဆက်တွေဖြတ်နိုင်လားမဖြတ်နိုင်ပါဘူးဆရာကျွန်တော်ဒီလိုမခွဲနိုင်ပါဘူးဆိုရင်မကုနဲ့ဟာဆရာကြီးကျွန်မသူနဲ့ခွဲနိုင်ပါလေတော့မဟုတ်မအေးမင်းနဲ့ဆရာကိုဘလို့ကြည့်နေလဲအဲ့ဒီဂရုံးနဲ့လူကဆရာကိုပဲကြည့်တယ်ဆိုရင်ဆရာနဲ့မအေးနေနှစ်ယောက်ဂရုံးကပြောင်းခဲ့ဖြစ်သွားပြီဒါသူကကုလို့ရတယ်အဲ့တော့ကိုကအဲ့အကျိုးနဲ့အကြောင်းကိုခဏပြောပြီးတော့ရှင်းပြီးတော့ပြောပြထားရမယ်အဲ့တခါတရံကြတော့လည်းအဲ့ကရုံးရတတ်တဲ့ဆက်ဟက်လက်ကစားဆိုပြီးခဏမအေးရကောင်းတော့ရိုက်တင်ပြီးတော့သွန်းနေခေါ်သွင်းလို့ရတယ်တခါတရံတော့မရဘူးပုံကြီးကတည်းကမှတ်လို့မရအဲ့တခါတရံမှာအဲ့ကရုံးနဲ့ဆိုရင်အဲ့အင်ရှိမှလူတွေ့တယ်အဲ့နဲ့ခေါ်ကုန်ဆန်းရဆွဲခေါ်လာတဲ့ရောက်လာမရောက်ဘူးကြာဟာမရောက်တဲ့အဲ့ဒီတောင်ဆန်းရဟိုလှမ်းနေထိုးတဲ့ဆန်းဘလို့မှမမြင်ဘာမှမဖြစ်ဘူးဆိုလို့ရှိရင်စိတ်ကမကြဘူးငါဟိုတနေ့ကခဲဝန်းသွားမိမျိုးသွားမိလို့များအမိန်ပေးတာမတော့ရဘူးသားတို့ကောင်မလေးနဲ့ပြောပြနေလို့ငါအဲ့လိုပြန်ဖြစ်သလားဆိုတော့ကိုကိုအထင်သေးတော့တယ်လေအဲ့လိုလည်းမလုပ်နိုင်ကိုကိုလည်းအထင်မသေးနဲ့ပေါ့အဲ့ဒါဘာကြောင့်လဲဆိုတော့အဲ့ဂရုံးနဲ့သူကဟိုသူ့ကိုဖမ်းသားနှောက်ဆက်တဲ့အသွင်မျိုးနဲ့ပြရမျိုးရှိတာသူ့အနေနဲ့ခုနဂရုံးကဟိုတန်းပြသွားမယ်ကွာဟိုအောက်လန်းပညာရပ်ပြီးကျွတ်လွတ်သွားပြီးတော့အထက်လန်းပညာရောက်သွားမယ်တို့မို့လူကောင်းဖြစ်သွားမယ်တို့မို့လူလောကကြီးမှာမရှိတော့ဘူးဆိုတဲ့အသွင်မျိုးနဲ့တက်ရောက်သွားလို့ဆိုင်းဆိုလို့မရတော့ဖြစ်တတ်တယ်ပေါ့